မြမသမိုင်းရာဇဝင်တွေထဲမှာရဲစွမ်းတတိနဲ့မျိုးချစ်စိတ်တဲ့အပြည့်ရှိတဲ့အပြင်နေကျအင်္ဂလိပ်တွေရဲ့ကျူးကျော်မှုကိုအပြင်းထန်ဆုံးတုံ့ပြန်ခဲ့ပြီးတော့ဗြိတိရှစစ်ဗိုလ်ချုပ်တွေကတော့အာရှရဲ့နပိုလီယန်လို့ဂုဏ်ပြုမှတ်တမ်းတင်ခံခဲ့ရတဲ့စစ်သူကြီးတဦးရှိခဲ့ပါတယ်။သူကတော့စစ်သူကြီးအက္ခမဟာသေနာပတိသဒိုးသူရမမဟာဗန္ဓုလပဲဖြစ်ပါတယ်။ဒီနေ့မှာတော့မြန်မာသမိုင်းတွေကစစ်သူကြီးမဟာဗန္ဓုလရဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။မဟာဗန္ဓုလကို1982ခုနိုဝင်ဘာလ6ရက်မြန်မာတက္ကရာ1144ခုနှစ်တဘူရဲလာဇန်17ရက်နေ့မှာအထက်မြန်မာပြည်ဒီပဲရင်မြို့နယ်ငပယင်းကျေးရွာလေးမှာတာမန်တောင်သူမိသားစုဖြစ်တဲ့ဦးပေါတော်နဲ့ဇနီးတော်ငိမ့်တို့ကမွေးဖွားခဲ့တဲ့သားဦးဖြစ်ပါတယ်။သူ့ရဲ့ငယ်နာမည်ကတော့မောင်ရစ်ဖြစ်ပါတယ်။အဲဒီခေတ်ခါကမြန်မာယောက်ျားလေးတွေရဲ့ဓလေ့ထုံးစံအတိုင်းမောင်ရစ်ဟာဒေသအတွင်းမှာရှိတဲ့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာပညာသင်ကြားခဲ့ပါတယ်။ဖခင်ကြီးကွယ်လွန်ပြီးတဲ့နောက်ငယ်စဉ်ဘဝမှာပဲသူဟာအစောပိုင်းတာဝန်တွေကိုထမ်းဆောင်ခဲ့ရပါတယ်။မိခင်နဲ့အတူလေတော်ထဲမှာလှုပ်လှုပ်ခဲ့ရပြီးသူ့ရဲ့ညီငယ်နှစ်ယောက်ဖြစ်တဲ့မောင်အေးမောင်မြနဲ့သူ့ရဲ့ညီမငယ်ဖြစ်သူမတုတ်တို့ကိုကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။မောင်ရဲ့ဟာငယ်စဉ်ကတည်းကရွယ်သူတွေထက်အင်အားတန်ဆွမ်းပြီးတတ်သိရှိတဲ့သူဖြစ်တယ်လို့ဒီပဲရဲ့ဇာတိဖြစ်တဲ့အိမ်ရှင်မင်းသားသတို့စောရဲ့တော်ဝင်တက်မတော်ကြီးမှာအနှိမ့်ဆုံးစစ်အစေပါဖြစ်တာဝန်ထမ်းဆောင်မှုအတွက်နောက်မှမင်းနေပြီးတော့ဖြစ်လာမဲ့အမရပူရကိုရွှေ့ပြောင်းခဲ့ပါတယ်။သူဟာတာမန်လက်နက်ကင်တပ်သားဘဝကနေကိုရီကိုသွေးထက်မြက်မှုကြောင့်တဖြည်းဖြည်းယာရူးတိုးတက်လာခဲ့ပြီးပထမမှာသရိုးမင်းစောရဲ့လက်အောက်မှာအမှုထမ်းခဲ့ပြီးတော့1808ခုနှစ်အင်ရှင်မင်းသားအဖြစ်ဆက်ခံခဲ့တဲ့သရိုးမင်းစောရဲ့သားဖြစ်သူစကိုင်းမင်းသားလက်အောက်မှာအမှုထမ်းခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာဒီပဲရင်မြို့ရဲ့ပထမဦးဆုံးသောမြို့စားဖြစ်လာခဲ့ပြီးနောက်3နှစ်အကြာမှာအလုံးမုံရွာရဲ့မြို့စားဖြစ်လာခဲ့ပါတယ်။မဟာဗန္ဓုလဟာသူ့ရဲ့အရှင်သခင်ဖြစ်တဲ့စကိုင်းမင်းသားကြီးဘာကြီးတော်မင်းအဖြစ်နဲ့1819ခုနှစ်ဇွန်လမှာမြမထီးနှန်းကိုဆက်ခံပြီးတဲ့နောက်မှာတော့စစ်တေနာပတိဖြစ်လာခဲ့ပါတယ်။မဟာဗန္ဓုလရဲ့စစ်တေနာပတိအဖြစ်နဲ့ပထမဦးဆုံးအဓိကကျတဲ့တိုက်ခိုက်မှုဟာမကြာမီမှာပဲမဏိပူရမှာဖြစ်ပွားခဲ့ပါတယ်။တိုင်းပြည်ရဲ့အနောက်ဘက်မှာရှိတဲ့နိုင်ငံငယ်ဟာ1956ခုနှစ်ထဲကပုံငန်ထကြွသူတွေကိုထိန်းသိမ်းထားတဲ့နိုင်ငံဖြစ်ပြီးတော့1813ခုနှစ်အချိန်မှာဘိုးတော်ဖရာမင်းကတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။အစောပိုင်း6နှစ်ခန့်ကမြန်မာပြည်နန်းတင်ပေးခဲ့တဲ့မဏိပူရရာဂျာမာဂျစ်စင်းဟာလောက်အခမ်းဘရင်တွေပြုလုပ်ရမယ့်တာဝန်ရှိတဲ့အတိုင်းဘရင်အသစ်ရဲ့နန်းတပ်ပွဲခမ်းနားကိုမတက်ရောက်ခဲ့တဲ့အပြင်တန်ယုံကနေတဆင့်လက်ဆောင်ပနာဆက်တာလာမျိုးတွေလည်းမလုပ်ခဲ့ပါဘူး။ဒါကြောင့်ဘာကြီးတော်မင်းဟာစစ်ရေးအတွက်ဖွဲ့စည်းထားတဲ့တပ်ကိုမဏိပူရကိုပြန်လည်တိုက်ခိုက်သိမ်းယူစေဖို့စီလွတ်ခဲ့ပါတယ်။1819ခုနှစ်အောက်တိုဘာလမှာဗန္ဓုလဟာမြန်မာစစ်တပ်တွေရဲ့တပ်မှုချုပ်အဖြစ်နဲ့မဏိပူရကိုကျူးကျော်ခြင်းမှာဦးဆောင်ခဲ့ပါတယ်။သူဟာခြေလင်းတပ်သား9000နဲ့မြင်းတပ်သား900ကိုအမိန့်ပေးကွပ်ကဲခဲ့ပြီးတော့သူ့ရဲ့နောက်မှာမှဗိုလ်ချုပ်ကြီးနေမျိုးသူရမင်းလာနော်ရထားနဲ့ခြေလင်းတပ်သား2000နဲ့မြင်းတပ်သား2500တို့ကလိုက်ပါခဲ့ပါတယ်။မဏိပူရလူမျိုးတွေဟာသူတို့ရဲ့မြို့တော်အနီးမှာခံတပ်ကိုတိစောက်ထားပါတယ်။ဘေးနှစ်ဖက်မှာမြင့်မားတဲ့တောင်တန်းတွေနဲ့ဝန်းရံထားပြီးကြံတစ်ဖက်မှာလည်းတောင်တင်းနဲ့တစ်သားဝင်းတကားတွေနဲ့အခိုင်အမာပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီခံတပ်ကိုထိုးပေါက်ဝင်ရောက်နိုင်ဖို့ခက်ခဲတယ်လို့ဆိုကြပါတယ်။မဟာဗန္ဓုလဟာအထူးတပ်သားတွေကိုစေလွတ်ခဲ့ပါတယ်။သူတို့ဟာညဘက်မှာတောင်တွေကိုတွေ့တက်ပြီးတော့ဂိတ်တွေကိုချိုးဖျက်ဖွင့်ပေးပြီးဗမာတွေကိုခံတပ်နဲ့မြို့တော်အတွင်းဝင်ရောက်နိုင်အောင်ပြုလုပ်ပေးခဲ့ပါတယ်။ရာဂျာမာဂျစ်စင်းဟာသူ့ရဲ့ညီကိုတော်သူချော်ဂျစ်စင်းအုပ်ချုပ်တဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့ကချာပြည်ကိုထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီရဲရဲနဲ့စစ်စင်ရေးဟာမဟာဗန္ဓုလကိုကြော်ကြားစေခဲ့ပါတယ်။ဘုရင်မင်းမြတ်ကသူ့ကိုနေမျိုးသူရရဲကောင်ဘွဲ့ကိုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။မဏိပူရကိုအနိုင်ရပြီးတဲ့နောက်မှာမြန်မာတွေဟာမျိုးဆောင်တပ်ကိုထားခဲ့ပြီးမြို့ကိုခြေလျားတဲ့ချင်းတွင်းမြစ်အထောက်ပံ့အစီအစဉ်တွေနဲ့ကာကွယ်ထားခဲ့ပါတယ်။မဏိပူရလိုပဲအာသန်ဟာဘိုးတော်ဘုရားထီးနှန်းစိုးစံချိန်နောက်ပိုင်းမှာသိမ်းပိုက်ထားတဲ့နယ်မြေတွေကတစ်ခုဖြစ်ပါတယ်။မြန်မာတို့ဟာ1818ခုနှစ်မတ်လမှာအဟွမ်းတိုင်းပြည်ကိုပထမဆုံးကျူးကျော်ဝင်ခဲ့ပြီးတော့ရုပ်သေးဘရင်တယောက်အဖြစ်နဲ့ချန်ဒရာကတဆင်းကိုခန့်အပ်ခဲ့ပါတယ်။မြန်မာစစ်တပ်တွေနိုင်ငံတင်းကထွက်ခွာပြီးနောက်မကြာမီမှာပဲ1821ခုနှစ်မှာရုပ်သေးဘရင်ဟာဗြိတိရှတို့ထံမှပြောင်းလဲပြီးသစ္စာခံရတဲ့အတူဗမာတွေကိုစန့်ကျင်ခဲ့ပါတယ်။ဘာကြီးတော်မင်းဟာနောက်ထပ်တစ်ဖန်ဗန္ဓုလကိုအာသံပြည်ကိုပြန်လည်သိမ်းယူဖို့စေလွတ်ခဲ့ပါတယ်။1821ခုဖေဖော်ဝါရီလမှာအယောက်2000ရှိတဲ့မြန်မာစစ်တပ်ဟာဟ
ဟူးကောင်းတောင်ကြားတစ်လျှောက်မှာရှိတဲ့နှင်းထူထပ်တဲ့တောင်တန်းတွေကိုဖျက်ကျော်ပြီးအာသန်ပြည်ကိုခြိတက်ခဲ့ကြပါတယ်။တစ်နှစ်ခွဲနီးပါးလောက်ကမ္ဘာပေါ်မှာအခက်အခဲကြမ်းတမ်းဆုံးဖြစ်တဲ့မြေပြင်နေထားချို့မှာပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ဆုံးမှာမြန်မာတပ်တွေဟာချန်ဒရာကက်တဆင်းနဲ့အာသန်စစ်တပ်ကို1822ခုနှစ်ဇူလိုင်လမှာအနိုင်ရရှိခဲ့ပါတယ်။အာသန်ပြည်နယ်ကိုလည်းစစ်တပ်ဘရင်ခံအုပ်ချုပ်မှုအောက်မှာဗမာနယ်ပယ်တစ်ခုအဖြစ်သွတ်သွင်းခဲ့ပြီးတပ်တန်း600ရှည်ကြာခဲ့တဲ့အဟွမ်းနှန်းတော်ကိုတစ်ချိန်တည်းနဲ့အရာအလုံးအတွက်အဆုံးသတ်စေခဲ့ပါတယ်။အရေးနှိမ့်ခဲ့တဲ့အာသန်လူမျိုးဘရင်ဟာဗြိတိရှပိုင်နက်နယ်မြေဖြစ်တဲ့ဘင်္ဂလားနယ်ကိုထွက်ပြေးသွားခဲ့ပါတယ်။မဟာဗန္ဓုလဟာဗိုလ်ချုပ်ကြီးမဟာသီလဝအုပ်ချုပ်တဲ့စစ်သား2000ပါဝင်တဲ့မျိုးဆောင်တပ်ကိုထားခဲ့ပြီးတော့အင်းဝကိုပြန်ခဲ့ပါတယ်။အာသန်ပြည်နယ်ကိုအောင်နိုင်ပြီးတဲ့နောက်ပိုင်းကစပြီးတော့အရင်တုန်းကမောင်ရက်ဟာသဒိုးမဟာဗန္ဓုလဆိုတဲ့ဘွဲ့အမည်ကိုရရှိခဲ့ပါတယ်။1822ခုနှစ်အရောက်မှာမဏိပူရနဲ့အာသန်ကိုအောင်နိုင်ခဲ့တာတွေဟာဗြိတိရှအိန္ဒိယနဲ့အင်းဝနေပြည်တော်တို့ကြားမှာရှည်လျားတဲ့နယ်နိမိတ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ကာလကတ္တာမှာခြေစိုက်တဲ့ဗြိတိရှတွေဟာနယ်မြေဒေသအပေါ်မှာသူတို့ရဲ့ကိုယ်ပိုင်အကြံစီတွေရှိနေပြီးတော့မဏိပူရအာသန်နဲ့ရခိုင်တို့မှာရှိတဲ့ပုံကန်ထကြွသူတွေကိုအားတက်သရောအထောက်အပံ့တွေပေးခဲ့ကြပါတယ်။ကာလကတ္တာဟာကချာနဲ့ဂျိန်းရှားတို့ကိုဗြိတိရှထိန်းသိမ်းထားတဲ့နိုင်ငံတွေလို့တစ်ဖက်သက်ကြေညာခဲ့ပြီးတပ်တွေကိုစေလွှတ်ခဲ့ပါတယ်။ဗြိတိရှပိုင်နက်တွေကနေလက်တလောရရှိထားတဲ့နယ်မြေတွေအတွင်းကိုနေဆက်ဖြတ်ကျော်ပြီးစီးနှင်းတိုက်ခိုက်တာတွေနဲ့ဩဇာလွှမ်းမိုးမှုတွေဟာဗမာတွေကိုစိတ်ရှုပ်ထွေးစေခဲ့ပါတယ်။စစ်ပွဲဟာရှောင်လွှဲလို့မရကြောင်းတေချာပြီးတဲ့နောက်မှာတော့ဗန္ဓုလဟာဗြိတိရှကိုဆန့်ကျင်ပြီးထိုးစစ်ဆင်နွှဲဖို့မူဝါဒရဲ့အဓိကထောက်ခံသူတဦးဖြစ်လာခဲ့ပါတယ်။မဟာဗန္ဓုလဟာဘာကြီးတော်ရဲ့နန်းတော်မှာစစ်လိုလာတဲ့အုပ်စုရဲ့တစိမ့်တစ်ပိုင်းဖြစ်ပြီးအဲ့ဒီအုပ်စုမှာမိဖုရားနန်းမတော်မင်းတို့နဲ့သူမရဲ့အကိုစလင်းမင်းသားကြီးတို့လည်းပါဝင်ကြပါတယ်။ပြက်ပြက်သားသားအောင်မြင်ခြင်းဟာအင်းဝနေပြည်တော်ကြီးကိုသူ့ရဲ့အနောက်ဘက်အင်ပါယာအသစ်မှာတိုးတက်လာတာတွေကိုအာရကန်မဏိပူရအာသန်ကချာနဲ့ဂျိန်းရှားတို့မှာခိုင်မာတောင့်တင်းစေဖို့နဲ့ဘင်္ဂလားအရှေ့ပိုင်းကိုသိမ်းပိုက်ဖို့အခွင့်အရေးရှိနိုင်မယ်ဆိုတာကိုယုံကြည်ခဲ့ကြပါတယ်။1824ခုနှစ်ဇန်နဝါရီလမှာတော့ဗန္ဓုလဟာသူ့ရဲ့ထိပ်တန်းဒုတိယအကြီးအကဲတွေထဲကတစ်ယောက်ဖြစ်တဲ့သဒိုးသီရိမဟာဥဇနကိုကချာနဲ့ဂျိန်းရှာသဘုံတွေစီကိုတိုက်ထုတ်ဖို့စေလွှတ်ခဲ့ပါတယ်။ဗြိတိရှတွေဟာသူတို့ရဲ့ကိုယ်ပိုင်တပ်ကိုမြန်မာနဲ့ကချာမှာရင်ဆိုင်စေဖို့စေလွှတ်ခဲ့ပြီးအကျိုးဆက်အနေနဲ့နှစ်ဦးနှစ်ဖက်ကြားမှာပထမဦးစွာရင်ဆိုင်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။စစ်ပွဲဟာရခိုင်နယ်စပ်မှာရင်ဆိုင်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်1824ခုနှစ်မတ်လ9ရက်မှာတရားဝင်စတင်ဖြစ်ပွားခဲ့ပါတယ်။မြန်မာတပ်မတော်မှာစစ်တေနာပတိဖြစ်တာနဲ့အညီမဟာဗန္ဓုလရဲ့ကိုယ်ပိုင်ကွပ်ကဲမှုအောက်မှာရှိတဲ့စစ်တပ်တပ်အပါအဝင်စုစုပေါင်းလူအရေးအတွက်1000နဲ့မြင်းကောင်ရင်900ရှိတဲ့တိုင်းပြည်ရဲ့အကောင်းဆုံးတွေဖြစ်တဲ့တပ်ရင်း12ခုနဲ့အထောက်အပံ့ပေးထားပါတယ်။မဟာဗန္ဓုလရဲ့ဗိုလ်ချုပ်ကြီးတွေထဲမှာတိုင်းပြည်ရဲ့ဗောဓစိတ်ချီးမြှင့်ခြင်းခံထားရတဲ့စလီမင်းကြီးနဲ့ဒညဝတီဝင်းသူတောင်ငုံမျိုးသားတွေပါဝင်ကြပါတယ်။ဗန္ဓုလရဲ့အစီအစဉ်ကတော့ဗြိတိရှကိုမျက်နှာစာနှစ်ခုမှာတိုက်ခိုက်ဖို့ဖြစ်ပါတယ်။အရှေ့တောင်ဘက်ပိုင်းမှာအာရဂန်ကနေစစ်တကောင်းနဲ့မြောက်ဘက်ပိုင်းကကချာနဲ့ဂျိန်းရှားတို့ကနေစိုင်ဟတ်တို့ဖြစ်ပါတယ်။ဗန္ဓုလဟာအာရဂန်ကိုကိုယ်တိုင်ကွပ်ကဲနေစဉ်မှာပဲဥဇနာဟာကချာနဲ့ဂျိန်းရှားတို့ကိုကွပ်ကဲခဲ့ပါတယ်။စစ်ပွဲအစောပိုင်းမှာတိုက်ပွဲတွေ့ကြုံရင့်ကျက်တဲ့ဗမာတပ်တွေဟာဗြိတိရှတပ်တွေကိုပြန်လည်တွန်းလှန်နိုင်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မဏိပူရနဲ့အာသန်မှာရှိတဲ့တောတွေထဲမှာဆယ်စုနှစ်တစ်ခုနီးပါးလောက်တိုက်ခိုက်ကြတဲ့ဗမာတွေဟာဥရောပတပ်တွေချီတက်ခြင်းအတွက်ရှိန်လောက်တဲ့အနောက်ချက်လို့ဆိုရမယ်မြေနေသားတွေနဲ့ပို့ပြီးတော့ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ဇန်နဝါရီလမှာတော့ဥဇနာဟာဗြိတိရှတပ်တွေကိုကရှာနဲ့ဂျိန်းရှာပြည်နယ်တွေမှာအောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။မေလမှာတော့မြောက်ရီမင်းကြီးဦးဆောင်တဲ့ဗမာတပ်တွေဟာဗြိတိရှအိန္ဒိယစစ်တပ်တွေကိုဗြိတိရှနယ်မြေအတွင်းမှာရှိတဲ့ရာမူးစစ်ပွဲမှာအနိုင်ရလိုက်တာဟာကာလကတ္တာမှာအကြီးအကျယ်တုံ့လှုပ်ဆင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့ဗန္ဓုလဟာဝင်အားနဲ့မမြောက်အောင်ထမ်းမှုစံနာမရှိတာကြောင့်စစ်တကောင်းကိုချီတက်ရှင်းမလုပ်ပဲမြပရီမှာပဲရက်ခဲ့ပါတယ်။တကယ်လို့ဗန္ဓုလသာစစ်တကောင်းကိုချီတက်ခဲ့ရင်သူသတိမထားမိတဲ့အချက်အနည်းငယ်ရှိပါတယ်။အဲ့ဒါကတော့သူဟာဒီအခွင့်အရေးကိုယူနိုင်ခဲ့ရင်ကာလကတ္တာကိုသွားမဲ့လမ်းကြောင်းဟာပွင့်သွားခဲ့မှာဖြစ်ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့မြေပြင်နေသားမှာတိုက်ခိုက်မဲ့အစားဗြိတိရှတွေဟာမြန်မာပင်မနယ်မြေပေါ်မှာတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။1824ခုနှစ်မေလ17ရက်မှာလူအယောက်1000ကျော်ပါဝင်တဲ့ဗြိတိရှရေတပ်တပ်ဟာရန်ကုန်စိတ်ကမ်းကိုဝင်ရောက်လာခဲ့ပြီးမြန်မာတွေကိုအံ့အားသင့်စေခဲ့ပါတယ်။မြန်မာတို့ဟာခြေဖြတ်ထားတဲ့မြေမူကိုကျင့်သုံးပြီးမြို့တော်ကိုအလွတ်ထားခဲ့ကအဲ့ဒီအစားမြို့ပြင်ဘက်
အရှိအနောက်10မိုင်အနီးမှာတက်ချထားတဲ့နေရာတွေကိုအခိုင်အမာပြုလုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအာခီဘောကင်းမဲဦးဆောင်တဲ့ဗြိတိရှတပ်တွေဟာအခိုင်အမာရှိပြီးဖြစ်တဲ့ရွှေတကုံဖျားပရဝုံအတွင်းမှာတက်ဆွဲခဲ့ကြပါတယ်။ဗြိတိရှတွေဟာဗမာရှေ့တန်းစစ်မြေပြင်ကိုစတင်ပြီးထိုးစစ်တွေဆင်နွှဲခဲ့ကြပြီး1824ခုဇူလိုင်လမှာရွှေတကုံကနေ9မိုင်အကွာမှာရှိတဲ့ကမာရွတ်မြို့နယ်စီကိုဗမာတွေကိုအောင်မြင်စွာမောင်းထုတ်နိုင်ခဲ့ပါတယ်။ရွှေတကုံကိုစက်တင်ဘာလမှာပြန်လည်သိမ်းယူဖို့ဗမာတွေရဲ့ကြိုးစားမှုဟာလည်းမအောင်မြင်ခဲ့ပါဘူး။ဘာကြီးတော်မင်းဟာအနောက်ဘက်စစ်မျက်နှာစာကတပ်အားလုံးကိုပြန်ဆုတ်ခွာဖို့အမိန့်ပေးခဲ့ပါတယ်။ဗန္ဓုလကိုအာရကန်နဲ့ဘင်္ဂလားပြည်ကနေ၎င်းဥဇနာကိုအာသန်နဲ့ကချာတို့ကနေ၎င်းပြန်လည်ဆုတ်ခွာစေခဲ့ပြီးရန်သူကိုရန်ကုန်မှာရင်ဆိုင်စေခဲ့ပါတယ်။မုတ်တုံရာသီရဲ့အလဲဖြစ်တဲ့ဩဂုတ်လမှာတော့ဗန္ဓုလနဲ့သူ့ရဲ့စစ်တပ်ဟာရခိုင်ရိုးမကိုကြော်ဖြတ်ခဲ့ပါတယ်။ဘုရင်မင်းမြတ်ဟာစစ်တပ်ရဲ့အမြင့်ဆုံးယာဒူးအဆင့်ဖြစ်နိုင်တဲ့အက္ကမဟာသေနာပတိဆိုတဲ့ဘွဲကိုဗန္ဓုလနဲ့ဥဇနနှစ်ဦးလုံးကိုချီးမြှင့်ခဲ့ပါတယ်။ဗန္ဓုလကိုစစ်တောင်းမြို့သားအဖြစ်လဲခန့်အပ်ခဲ့ပါတယ်။နိုဝင်ဘာလမှာတော့ဗန္ဓုလဟာရန်ကုန်အပြင်ဘက်မှာအင်အား3000ရှိတဲ့တပ်အစုဝေးကိုစတင်ကွပ်ကဲခဲ့ပါတယ်။ဗန္ဓုလဟာအင်အား1000ရှိတဲ့လက်နက်အင်အားအပြည့်စုံနဲ့ဗြိတိရှတပ်တွေကိုထိတ်တိုက်ရှင်ပြိုင်နိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။ဗမာတပ်တွေဟာအရေးအတွက်အားဖြင့်တာလွန်ပေမဲ့3000နဲ့ကတပ်သား1000ခွဲကသာစစ်သုံးပြောင်းချောတနက်တွေကိုကင်ဆောင်ကြပါတယ်။ဗမာအမြောက်တွေဟာအမြောက်ဆန်လုံးတွေကိုပဲပစ်နိုင်ပေမဲ့ဗြိတိရှအမြောက်တွေကတော့ပောက်ကွဲစေနိုင်တဲ့အမြောက်ဆန်တွေကိုပါပစ်ခတ်နိုင်ပါတယ်။ဗန္ဓုလကိုမသိစေခဲ့တဲ့အချက်ကတော့ဗမာတွေအနေနဲ့တခါမှမမြင်ဘူးတဲ့ကွန်ကရစ်ဒုံးကျည်လက်နက်လိုအသစ်ဆန်းဆုံးလက်နက်တွေကိုစစ်အတွင်းမှာပထမဦးဆုံးအကြိမ်ဖြစ်ဗြိတိရှတို့ကမကြာသေးခင်ကမှရရှိခဲ့ကြတာဖြစ်ပါတယ်။ဗန္ဓုလရဲ့အလုတ်သက်တမ်းမှာအကြီးမားဆုံးအမားဖြစ်လာမဲ့ဗြိတိရှတပ်တို့နေရာချထားတာတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးတာကိုနိုဝင်ဘာလ30မှာပြုလုပ်ခဲ့ပါတယ်။အလွန်တာလွန်တဲ့လက်နက်တွေနဲ့ဗြိတိရှတွေဟာရွှေတကုံခံတပ်မှာမြန်မာတို့ရဲ့ရဲရင်နဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ခဲ့ကြပြီးဗမာစစ်သားထောင်ပေါင်းများစွာကိုတေဆုံးစေခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်မှာဒုံးကျည်လက်နက်တွေနဲ့အထောက်ပံ့ပေးထားတဲ့ဗြိတိရှတပ်တွေဟာစတင်ပြီးတော့အသာစီးရလာခဲ့ကြပါတယ်။ဒီဇင်ဘာလ15ရက်မှာတော့ဗမာတွေဟာသူတို့ရဲ့နောက်ဆုံးကြံရှိတဲ့အခိုင်အမာတပ်ဆွဲထားတဲ့ကုတ်ကိုင်းကနေမောင်းထုတ်ခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဗမာစစ်သားပေါင်း3000အနက်မှ9000သာပြန်လာနိုင်ခဲ့ပါတယ်။ဗန္ဓုလဟာအေယာဝတီမြို့မှာကျွန်းပေါ်မှာရှိတဲ့ရန်ကုန်ကနေတိတ်မဝေးတဲ့မြို့ငယ်လေးဖြစ်တဲ့ဒနုပြူမြို့မှာရှိတဲ့သူ့ရဲ့နောက်တန်းစစ်အခြေစခန်းစီကိုပြန်ဆုတ်ခဲ့ပါတယ်။1825ခုနှစ်ဖေဖော်ဝါရီလမှာတော့ဗန္ဓုလဟာအေယာဝတီမြစ်ကမ်းပေါ်ကဒနုပြူခံတပ်မှာခံတပ်အခိုင်မှာစောက်ပြီးတော့ခုခံမှုပြင်ဆင်ခဲ့ပါတယ်။ရန်ကုန်စစ်ပွဲမှာအတွေ့အကြုံရှိတဲ့လူတွေကိုဆုံးရှုံးခဲ့ရတဲ့မြန်မာစစ်တပ်ဟာအခုအခါမှာတော့အရေးသွေးမျိုးစုံရှိတဲ့အယောက်1000ခန့်သာရှိတဲ့စစ်တပ်ပဲရှိပါတော့တယ်။ဘုရင်မင်းမြတ်ရဲ့အတော်ဆုံးစစ်သားအချို့ပါဝင်ပေမဲ့အများစုဟာလေ့ကျင့်သင်ကြားထားခြင်းမရှိသေးတဲ့သူတွေနဲ့လက်နက်တပ်ဆင်ထားခြင်းမရှိတဲ့ဥပဒေအရစစ်မှုထမ်းရသူတွေဖြစ်ပါတယ်။ဒနုမြူခန္ဓာဟာအလျားတမိုင်နီးပါးရှိပြီးတော့အနံက4ဖာလုံလောက်ရှိပါတယ်။ဗန္ဓုလကိုယ်တိုင်ဒီဇိုင်းထုတ်ခဲ့တဲ့မြေအောက်ကရင်ခန္ဓာတွေဟာအင်မတန်မှထူးခြားလာပါတယ်။အဲ့ဒီခန္ဓာတွေဟာအပြင်ကကြည့်ရင်ဘာမှမရှိသလိုဖြစ်ပေမဲ့အထဲမှာတော့စစ်သည်တွေဟာမြေအောက်လိုင်ကူတွေလိုနေရာယူထားကြပြီးအင်္ဂလိပ်စစ်သားတွေအနားရောက်လာတဲ့အခါမှာရုတ်တရက်ထွက်ပေါ်လာပြီးတိုက်ခိုက်တဲ့နည်းဗျူဟာကိုသုံးခဲ့တာဖြစ်ပါတယ်။1825ခုနှစ်မတ်လမှာတော့အမြောက်တင်သင်းမောတွေပါဝင်တဲ့အင်အား4000ရှိတဲ့ဗြိတိရှအင်အားကြီးတပ်ဟာဒနုဖြူမြို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ဗြိတိရှတွေရဲ့ပထမအကြိမ်တိုက်ခိုက်မှုဟာအရေးနှိမ့်ခဲ့ပြီးမဟာဗန္ဓုလဟာတံပြန်တိုက်ခိုက်မှုတွေကိုခြေလင်းတပ်သားတွေမြင်းတပ်နဲ့တိုက်စင်18ကောင်တွေနဲ့စူးစမ်းတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ဗြိတိရှတွေရဲ့ပထမအကြိမ်တိုက်ခိုက်မှုဟာအရေးနှိမ့်ခဲ့ရပါတယ်။ဒါပေမဲ့စင်တွေဟာဒုံးကျည်လက်နက်ပစ်ခတ်မှုတွေကြောင့်ရှေ့မတိုးနိုင်ဖြစ်ခဲ့ပြီးမြင်းတပ်ကလည်းအားဖြည့်ထားတဲ့ဗြိတိရှဒုံးကျည်လက်နက်ပစ်ခတ်မှုတွေကိုစန့်ကျင်ပြီးရှေ့တိုးဖို့မဖြစ်နိုင်ကြောင်းကိုတွေ့ရှိခဲ့ပါတယ်။ဧပြီလ1ရက်နေ့မှာတော့ဗြိတိရှတွေဟာကြီးမားတဲ့ထိုးစစ်တစ်ခုကိုစတင်ခဲ့ပါတယ်။သူတို့ရဲ့လက်နက်ကြီးတွေနဲ့မြို့ကိုစစ်စစ်ညံ့ညံ့ခြေစီခဲ့ကမြန်မာရှေ့တန်းစစ်မျက်နှာပြင်ရဲ့နေရာတိုင်းကိုသူတို့ရဲ့ဒုံးကျည်လက်နက်မိုးတွေရွာချခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲဗန္ဓုလဟာအမြောက်ဆန်ထိမှန်ပြီးတော့ကျဆုံးခဲ့ရပါတယ်။ဗန္ဓုလဟာသူ့ရဲ့အဆောင်အယောင်ပြည့်စုံဖြစ်တဲ့ရွှေရောင်တဝင်းဝင်းလက်နေတဲ့ထီအောက်မှာနေပြီးတော့ခန္ဓာပပတ်လဲကိုရှောက်သွားကသူ့ရဲ့လူတွေကိုစိတ်သက်မြင့်တင်ပေးနေခြင်းဖြစ်ပါတယ်။သူ့ရဲ့ဗိုလ်ချုပ်ကြီးတွေဟာသူဟာရန်သူရဲ့တနတ်အတွက်အလွယ်လင့်တကူပြစ်မှတ်ဖြစ်လိမ့်မယ်ဆိုတဲ့သတိပေးချက်ကိုစွန့်ပယ်ခဲ့ခြင်းကြောင့်ဗန္ဓုလဟာကြာဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဗန္ဓုလဟာနောက်ဆုံးထွက်သက်မှာတော့ငါရဲ့တက်တွေကိုမပြတ်စေနဲ့စက်တိုက်ကြလို့မှားခဲ့ပြီးတ
တက်တော်43နှစ်အရွယ်မှာပဲသူရဲကောင်းပီတာစွာနဲ့နှီးကုန်းချုပ်သွားခဲ့ရပါတယ်။ဗန္ဓုလကွယ်လွန်သွားပြီဆိုတဲ့သတင်းဟာမြန်မာတပ်သားတွေကိုအကြီးအကျယ်စိတ်သက်ကျဆင်းစေခဲ့ပြီးနောက်တစ်နေ့မနက်မှာပဲဓနုဖြူခံတပ်ကြီးဟာအင်္ဂလိပ်တွေရဲ့လက်အောက်ကိုရောက်ရှိသွားခဲ့ရပါတယ်။အင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေကတော့ဗန္ဓုလရဲ့ရုပ်လောင်းကိုတွေ့တဲ့အခါမှာရန်သူဖြစ်ပေမဲ့လည်းသူ့ရဲ့စစ်ပါရမီနဲ့ရဲစန်းတတိကိုလေးစားတဲ့အနေနဲ့စစ်ခမ်းနားနဲ့တကြိုပေးခဲ့ကြသလိုသူတို့ရဲ့မှတ်တမ်းတွေမှာလည်းဗန္ဓုလသာအသက်ရှိနေသေးရင်ငါတို့ဒီစစ်ပွဲကိုလွယ်လွယ်နဲ့အနိုင်ရမှာမဟုတ်ဘူးလို့ရေးသားခဲ့ကြပါတယ်။စစ်သူကြီးမဟာဗန္ဓုလတေဆုံးပြီးတဲ့နောက်မှာတော့ဗမာတွေဟာဓနုဖြူကနေပြန်လည်ထွက်ခွာခဲ့ကြပါတယ်။မဏိပူရနဲ့အာသံမှာဖြစ်နိုင်ခြင်းမရှိတဲ့အောင်နိုင်မှုတွေကိုဥတီစေခဲ့တာကတော့ဗန္ဓုလရဲ့တတိနဲ့ရဲရဲနဲ့စစ်နည်းဗျူဟာတွေကိုအသုံးပြုခြင်းကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့အလွန်ကောင်းမွန်တဲ့လက်နက်တွေကိုတက်ဆင်ထားပြီးတော့ကဘာကိုသိမ့်ပိုက်စိုးမိုးထားတဲ့ဗြိတိရှတွေကိုစန့်ကျင်ရမှာတော့ဗန္ဓုလရဲ့အကျိုးပြရာပျက်စီးကြောင်းကိုပဲဖြစ်ခဲ့တာကိုသက်သေပြခဲ့ပါတယ်။ဗန္ဓုလဟာထင်ပေါ်ကျော်စောပေမဲ့အလွန်သာလွန်တဲ့ဗြိတိရှလက်နက်တွေကိုရင်ဆိုင်ရာမှာနည်းဗျူဟာတွေကိုပြောင်းလဲဖို့ပြက်ကွက်ခဲ့ပါတယ်။ပျောက်ကြားနည်းဗျူဟာဒါမှမဟုတ်နည်းဗျူဟာအသစ်တွေကိုအသုံးပြုဖို့ဗန္ဓုလဟာမစင်စားမိခဲ့ပါဘူး။တကယ်လို့သူသာပျောက်ကြားနည်းဗျူဟာကိုကျင့်သုံးခဲ့ရင်စစ်ပွဲရဲ့နောက်ဆုံးရလဒ်ဟာပြောင်းလဲခြင်းမှပြောင်းလဲနိုင်မှာဖြစ်ပေမဲ့သတ်မှတ်ချက်တွေကတော့အနည်းငယ်လျှော့ပေါ့တက်ညာကောင်းတက်ညာနိုင်မှာပဲဖြစ်ပါတော့တယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ဗြိတိရှစစ်ဗိုလ်ချုပ်တွေကိုယ်တိုင်အာရှရဲ့နပိုလီယံလို့တင်စားခေါ်ခံခဲ့ရတဲ့ရဲစွမ်းတတိနဲ့ပြည့်စုံလာတဲ့စစ်သူကြီးမဟာဗန္ဓုလရဲ့အကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ channel ကနေမြန်မာသမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါမယ်။